Hello,အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဖြို live ပေါ်မှာငါးတက်တာမုတ်ဖတ်တော့ဗီဒီယိုလေးတစ်ခုတွေ့တာနဲ့ live တော့စာဖြစ်ရင်နဲ့တုတ်နီလေးကိုပြန်လည်မျှဝေပေးထားပါတယ်။တုတ်နီလေးကတော့အရန်ကိုလည်းကိုရိုးရှင်းပါတယ်။အရင်ဦးဆုံးပါဝင်ပစ္စည်းလေးတွေကိုဖြိုတို့အစင်သစ်လှီထားပေးလိုက်ပါမယ်နော်။ဒီမှာဆိုလို့ရှိရင်တော့စက်တုံနေတစ်လုံးကိုပပားလေးတွေလှီထားပေးလိုက်ပါတယ်။ဒီတုတ်လေးရဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းလေးနဲ့ပေါ့နော်ချင်းငယ်ဆက်ရသားလေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်ပြီးရတဲ့ဖြိုကပဲတောက်ရှင်နဲ့ငယ်ကိုလည်းခက်ပပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ဒီနေရာမှာတကယ်လို့ကိုကပဲတောက်ရှင်မကြိုက်ဘူးဆိုလို့ရှိရင်မထက်လည်းရပါတယ်နော်ဒီတုတ်လေးရဆိုလို့ရှိရင်ငါးတက်တာကြတဲ့သူတွေအတွက်တော့အရင်ကိုစီပြပါတယ်ပဲတောက်ရှင်ကိုလှီးပြီးတာနဲ့ဖြိုကတမြသေးတစ်လုံးစာလောက်ကိုလည်းအစင်သစ်လှီထားပေးလိုက်ပါတယ်ရှင်ကဲပြီးရင်တော့ဖြိုတို့ငှုတ်သီးနီကိုလည်းကိုအဆက်စားနိုင်တဲ့လောက်အစင်သစ်လှီထားပေးလိုက်ပါမယ်ပြီးတော့ဖြိုကအေးကရက်ကတက်တာမှာဒီရှောက်ရွက်လေးနှင်းငယ်ရှိနေတာနဲ့ရှောက်ရွက်လေးနှင်းငယ်ကိုလည်းထည့်ထားတယ်ပေါ့နော်ဒီနေရာမှာရှောက်ရွက်ကိုမထည့်လည်းရပါတယ်ရှင်ဖြိုကငါတက်တာရဲ့အဟိနက်လေးတွေပျောက်သွားအောင်ပေါ့နော်ဒီရှောက်ရွက်နဲ့နန်းနန်းပင်နှင်းငယ်ကိုလှီပြီးတော့ထည့်ထားပါတယ်ဒီမုတ်ဒီတော့လေးရဆိုလို့ရှိရင်ငါးတက်တာနဲ့အစိမ့်တုတ်တယ်ဆိုပေမဲ့ပေါ့နော်ငါးတက်တာအဟိနဲ့လုံးဝမရပါဘူးနော်တမြသီးနဲ့မမွေးလေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်ကဲဒါကတော့ပါဝင်ပစ္စည်းအားလုံးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့မုတ်တီပါမယ်ပြီးတော့လှီထားပြီးသားတမြသီးပါမယ်ပြီးတော့ဖြိုကငါးတက်တာနှစ်ဘူးသုံးထားတယ်ပေါ့နော်ဒီနေရာမှာကိုစင်ပြည့်တဲ့စိတ်ကိုသုံးနိုင်ပါတယ်ရှင်ပြီးတော့လှီထားပြီးသားကြက်သွန်ရဲ့ရှောက်ရွက်ရဲ့နန်းနန်းပင်ရဲ့ပြီးတော့ငှုတ်သီးနီနဲ့ပဲတောက်ရှိပေါ့နော်ပြီးတော့ဒါလေးကတော့ထိုင်းငပိရေပါလာပဲဖြစ်ပါတယ်ဒီနေရာမှာကိုစင်ပြည့်တဲ့စိတ်ကိုသုံးပြနိုင်ပါတယ်နော်ကဲပါဝင်ပစ္စည်းတွေအားလုံးအစစ်အဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုတို့စပြီးတော့မုတ်တီကိုသုံးပကံထဲကိုထည့်ပေးလိုက်မယ်ပေါ့နော်ကိုလိုအပ်ပြီးရင်တော့ဖြိုတို့အစင်သစ်ပြင်ထားတဲ့ငါးတက်တာနှစ်ဘူးကိုဖောက်ထည့်ပေးထားလိုက်ပါမယ်ဒီနေရာမှာငါးတက်တာကိုတဘူးနဲ့သုံးမဲ့ဆိုလည်းရတယ်ပေါ့နော်ဖြိုကတော့နှစ်ဘူးလောက်ကိုသုံးထားပါတယ်ရှင်ပြီးရင်တော့ဖြိုတို့အစင်သစ်လှီထားတဲ့အသေးရွက်လေးတွေကိုထည့်ပေးလိုက်ပါမယ်တမြသီးကိုလည်း3စိမ့်လောက်ညှစ်ထည့်ပေးထားလိုက်ပါတယ်ရတာတွေကတော့အချုံမုံနှင်းငယ်ပြီးတော့ငံပြရည်ထမင်းစားစွန်းရဲ့တဝက်စာလောက်နဲ့ငပိရည်ကိုဒီထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာဖြိုတို့ငှုတ်သီးနီကိုဆက်စားနိုင်တဲ့လောက်ထည့်ပေးလိုက်ပါမယ်ကဲပြီးရင်တော့အားလုံးကိုအားရပါရလေးနှက်သွားအောင်ပေါ့နော်တုတ်သွားပေးလိုက်ပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့မုတ်ဖက်ကနေပြီးတော့ငါးတက်တာနဲ့လေးများသွားတယ်ပေါ့နော်ဒီနေရာမှာငါးတက်တာကိုတပူးနဲ့သုံးမဲ့ဆိုလည်းရပါတယ်ဖြိုမှာတော့ကြည့်ပါဦးအယောင်ကတော့လုံးဝရဲနေပြီပေါ့နော်ဒီတုံးနေတဲ့ချိန်မှာဆိုလို့ရှိရင်တမြသီးနဲ့လေယာထောင်းတက်နေရောပေါ့နော်အရင်ကအနက်ဖွေပါတယ်ကဲဖြိုတို့တုတ်သွားလိုက်တာအားလုံးနဲ့သွားပြီဆိုလို့ရှိရင်တော့ရတာပုံငံကိုမြည်ကြည့်လိုက်မယ်ဖြိုကတော့အချင်းနည်းနည်းလေးလို့သလိုခံစားတာနဲ့တမြသီးလေးတစ်စိတ်ကိုညှစ်ထည့်ပေးထားလိုက်ပါတယ်ကဲရတာလည်းလုံးဝဆင်ပြေပြီဆိုလို့ရှိရင်တော့ဖြိုတို့ရဲ့ငါးတက်တာမုတ်ဖတ်တုတ်လေးရတော့စားဖို့အစစ်အဖြစ်နေပါပြီရှင်ကဲစားတော့မယ်ဆိုလို့ရှိရင်တော့ဖြိုတို့စားမကန်နဲ့ထည့်မယ်ပြီးလို့ရှိရင်တော့ကိုနှစ်သက်ရတရွက်လေးတွေနဲ့တွဲစားနိုင်ပါပြီကဲခုဆိုလို့ရှိရင်တော့အရင်လွယ်လွယ်ကူကူရှင်နဲ့ဖြိုတို့ရဲ့ငါးတက်တာမုတ်ဖတ်တုတ်ချင်းငန်ဆက်လေးရတော့စားဖို့အစစ်အဖြစ်နေပါပြီရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုပ်နေလေးကလည်းအရင်လွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အစစ်ပြင်မလုပ်နိုင်နေပါရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးရတဲ့ဝေတက်တင်မှာပြန်ဆုံးရမယ်နော်အားလုံးဘိုင်